ဒီကလေးမလေးယူလာတဲ့ထူးဆန်းတဲ့ပစ္စည်းတွေကြောင့်တရွာလုံးငပြက်နေရကနေရုတ်တရက်တတိဖြစ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးယူယူလို့ခေါ်တဲ့ဒီကလေးမလေးဟာတခြားကဘာကနေတမိုးမရှိဘူးလို့ထင်ရတဲ့တရွက်6တွေကိုယူလာပြီးတပိတ်တာကိုငွေအများကြီးနဲ့ရောင်းချနိုင်ခဲ့တာပါဒါကိုကြားလိုက်ရတဲ့ရွာလူကြီးတွေဟာဘာအဲ့ဒီအနံ့ဆိုတဲ့တရွက်6တွေကဒီလောက်တောင်တန်ဖိုးရှိတာလားဆိုပြီးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်ဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်ယူယူဟာသူတို့တခါမှမမြင်ဘူးတဲ့ရွှေဝါရောင်လင်မော်သီးတွေနဲ့ရဲရဲနီနေတဲ့စတော်ဘယ်ရီသီးတွေကိုထုတ်ပြလိုက်တဲ့အခါလူတိုင်းအံ့အားမြင်သက်သွားကြပါတယ်ငါတက်တန်းတလျှောက်ဒီလိုအသီးမျိုးတခါမှမမြင်ဘူးလို့ရွာလူကြီးကရေရွတ်လိုက်ပြီးရွာသားတွေလည်းမျက်လုံးပြူးသွားကြပါတယ်ဒါရင်မကသေးပဲယူယူဟာလှဲတဲ့ကနေနောက်ထပ်အဖိုးတန်ရတနာတစ်ခုကိုထပ်ထုတ်ပြလိုက်ပြန်ပါတယ်အဲ့ဒါကတော့ရွာထဲမှာမမြင်ရတာကြာပြီဖြစ်တဲ့ကြက်ဥတွေပဲဖြစ်ပါတယ်တကယ်ပဲကြက်ဥတွေပဲငါတို့ကြက်ဥမမြင်ရတာဘယ်လောက်တောင်ကြာပြီလဲလို့ရွာလူကြီးကတုံရီနေတဲ့လက်တွေနဲ့ကြက်ဥတွေကိုကင်ပြီးမျက်ရည်ဝဲရင်ပြောရှာပါတယ်သူကယူယူကိုကျေးဇူးတင်စကားပြောရင်းနဲ့ဒီကြက်ဥတွေကနေကြက်ပေါက်လေးတွေအများကြီးပေါက်လာဖို့မျှော်လင့်နေပါတယ်ဒါပေမဲ့တကယ်အံ့ဩစရာအကောင်းဆုံးအရာကတော့အဝတ်အစားတွေဖြစ်နေပါတယ်ယူလာပေးတဲ့အယောင်သွေးစုံလင်ပြီးထူထဲလာတဲ့ဂွမ်းကတ်အင်ဂျီတွေကိုမြင်လိုက်ရတဲ့အခါရွာသားတွေဟာသူတို့မျက်စိကိုသူတို့မယုံနိုင်ပဲမျက်လုံးတွေကိုပုတ်ပြီးကြည့်ကြပါတယ်ဒါငါတို့စိတ်ကူးရင်နေတာလားဒီလောက်လှပပြီးထူးခြားတဲ့အင်ဂျီတွေကိုယူကယူလာပေးတာလားလို့အချင်းချင်းမေးရင်အလူရက်လာယူကြပါတယ်ဒီအင်ဂျီတွေဟာအပြင်ဘက်မှာဆိုရင်အနည်းဆုံးငွေပြား30ကျော်ပေးရမယ့်အဖိုးတန်ပစ္စည်းတွေဖြစ်နေလို့ပါပဲတရွာလုံးဟာယူလာပေးတဲ့အသီးအနှံတွေကိုမြင်ရည်ရှက်ရည်စားတောက်ကြပြီးပျော်ရွှင်နေကြပါတယ်အမြင်အာရုံမရှိတဲ့အဖိုးအိုတယောက်ဟာလိမ်မော်သီးကိုအခွန်မနွားပဲကိုက်စားမိလို့ဘေးကအဖွားကရေမောပြီးအခွန်နွားပေးလိုက်ရပါသေးတယ်အဖိုးကဒီအသီးကတကယ်ချိုးတာပဲမိမရေလို့ပြောပြီးသူတို့ရဲ့ဘဝမှာအချိုမြင့်ဆုံးအချိန်တွေကိုဖျက်ဆီးနေကြပါတယ်ဒါပေမဲ့ရွာသားတွေရဲ့ဝမ်းသာစရာတွေကဒီမာရင်ရက်မသွားပါဘူးမိဖို့ကြောင့်ထဲမှာတော့ကြက်ဥတွေကိုကြော်ပြီးဝက်သားအီတွေကိုလိဖြက်ကတရွာလုံးအတွက်စားတောက်ပွဲကြီးပြင်ဆင်နေကြပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းလေးတွေငက်ပြက်ပြီးတေလူမျိုးပါဖြစ်ခဲ့ရတဲ့ရွာလေးဟာအခုတော့အိမ်တိုင်းကမိကိုတလူလူနဲ့ဟင်းနှံတွေမှုကြိုင်နေပါတယ်ယူဟာငါတို့ရွာကိုကဲတင်ဖို့ကောင်းကင်ကဆင်းသက်လာတဲ့နတ်သမီးလေးပဲလို့လူတိုင်းကဝမ်းသာအားရချီးမွမ်းနေကြပါတယ်စားတောက်ပြီးတဲ့နောက်အဖိုးဖန်ဟာယူချန်ထားခဲ့တဲ့ဈေးနှုန်းစရင်စာရွက်ကိုကြည့်ပြီးကလေးငယ်လေးကိုစာတင်ပေးနေပါတယ်စာတက်ရင်သားလဲယူမမလို့သူတစ်ပါးကိုကူညီနိုင်တဲ့သူဖြစ်လာမယ်လို့ကလေးကမျက်လုံးလေးတွေတောက်ပပြီးပြောရှာပါတယ်အဖိုးဖန်လည်းကလေးရဲ့လိမ္မာမှုကိုကြည့်ပြီးသဘောကျနေပေမဲ့စာအုပ်ကောင်းကောင်းမရှိတာကိုတော့စိတ်မကောင်းဖြစ်နေပါတယ်သို့တော်လည်းရုတ်တရက်အခြေအနေကတင်းမာသွားပါတယ်ရွာသားတွေဟာယူကိုရှာမတွေ့တော့ပဲပျောက်ဆုံးနေတာကိုသတိပြုမိသွားကြပါတယ်ယူကိုတွေးမိကြသေးလားအိမ်ထဲမှာလဲမရှိဘူးလို့မေးမြန်းရင်းလူတိုင်းစိုးရိမ်စိတ်တွေမြင့်တက်လာပါတယ်အဖိုးဖန်ကဒုက္ခပါပဲသူအဲ့ဒီထူးဆန်းတဲ့တခြားကဘာကိုထပ်သွားပြန်ပြီလားမသိဘူးအဲ့ဒီဘက်မှာအချိန်တွေကပြောင်းပြန်ဖြစ်နေတော့အခုအချိန်ဆိုညဘက်ကြီးဖြစ်နေလောက်ပြီလို့ပြောလိုက်တဲ့အခါလူတိုင်းရင်တထိတ်ထိတ်နဲ့ယူရဲ့ဘေးအန္တရာယ်အတွက်စိုးရိမ်သွားကြပါတော့တယ်ဒီကလေးမလေးကခေဟောင်းကဘာကနေရောက်လာတာဆိုရင်တင်ယုံမလားအဖိုးအိုတယောက်ကနေ့နဲ့ညပြောင်းပြန်ဖြစ်နေတဲ့ထူးဆန်းတဲ့နေရာကိုမသွားဖို့သတိပေးနေပေမဲ့ကလေးမလေးကတော့ရောက်သွားခဲ့ပါပြီဒါပေမဲ့သူရောက်သွားတဲ့နေရာကကြောက်ခင်မဟုတ်ပဲကျွန်တော်တို့နေထိုင်တဲ့ခင်မီမျိုးကြီးတစ်မျိုးရဲ့ညဈေးတန်းကြီးဖြစ်နေပါတယ်ကလေးမလေးကရှေးဟောင်းဝတ်စားတွေဝတ်ထားပြီးလက်တွန်းလဲတစည်းကိုတုံးရင်လူအုပ်ကြားထဲမှာလမ်းပြောင်းနေတယ်လို့ပါပဲသူ့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကလမ်းသွားလမ်းလာတွေကိုဆွဲဆောင်နေပေမဲ့သူကတော့ဒါတွေကိုဂရုမစိုက်ပဲသူ့ရဲ့ရည်မှန်းချက်နောက်ကိုပဲလိုက်နေပါတယ်ဒါပေမဲ့သူမမျှော်လင့်ထားတဲ့အရာတစ်ခုကသူ့ရှေ့မှာစောင့်ကြိုနေပါတယ်အဲ့ဒါကတော့ညဈေးတန်းကနန်စော်နေတဲ့ပဲပြားဆိုင်ပါပဲပဲပြားနံကိုရရချင်းမှာပဲကလေးမလေးကနှာခေါင်းကိုပိတ်ပြီးဒီကလူတွေကဘာလို့ဒီလောက်နန္နာတွေကိုစားနေကြတာလဲလို့အံ့ဩတကြီးရေရွတ်လိုက်ပါတယ်သူ့အတွက်တော့ဒါကတကယ်ကိုထူးဆန်းတဲ့ကဘာကြီးပါပဲဒါပေမဲ့တကယ်အံ့ဩစရာကအခုမှစမှာပါလမ်းဘေးကနှစ်ချက်တန်ဆိုင်တစ်ဆိုင်ကိုသူတွေ့သွားပါတယ်ဆိုင်ထဲကအတန်ချက်ဆက်ကနေဘာဝဲနှစ်ချက်အားလုံးနှစ်ချက်ပဲဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အခါသူ့မျက်လုံးလေးတွေဝိုင်းဆက်သွားပါတယ်သူကသူ့ရဲ့အိတ်လေးထဲကပတ်စံတဲ့ရတန်တရွက်ကိုကင်ပြီးဆိုင်ထဲကိုရဲရဲဝံ့ဝံ့ဝင်သွားခဲ့ပါတယ်ဆိုင်ရှင်ဖြစ်သူချန်လေးကဒီကလေးမလေးကိုမြင်တော့သမီးလေးပါဝဲချင်လို့လဲလို့ပြုံးပြီးမေးလိုက်ပါတယ်ကလေးမလေးကသူ့ရဲ့တရားတန်ကိုထုတ်ပြပြီးဦးလေးသမီးမှာတရားရှိတယ်ဒီမှာဘယ်နှခုဝယ်လို့ရမလဲလို့မေးလိုက်တဲ့အခါဆိုင်ရှင်က90ဝယ်လို့ရတယ်လို့ပြန်ဖြေလိုက်ပါတယ်90တောင်လားဆိုပြီးကလေးမလေးကဝမ်းသာအားရအော်ဟစ်လိုက်ပါတော့တယ်သူပထမဆုံးတွေ့သွားတာကမှန်လေးတစ်ချက်ပါမှန်ထဲမှာသူ့မျက်နှာကိုသူပြန်မြင်ရတဲ့အခါဟဲသမီးကဒီလိုပုံစံလေးလားဆိုပြီးအော်နေရှာပါတယ်သူ့ကဘာမှာတော့မှန်ဆိုတာမရှိတဲ့လောက်ရှားတာမို့အဖွားအတွက်ရောရွာထဲကလူတွေအတွက်ပါမှန်တွေအများကြီးဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမသိသေးတဲ့ပစ္စည်းတွေအများကြီးကြံပါသေးတယ်ဦးလေးတာကဘာလဲဟင်လို့တွားတိုက်တန်ကိုကင်ပြီးမေးလိုက်ပါတယ်ဆိုင်ရှင်ကစိတ်ရှည်လက်ရှည်နဲ့တွားတိုက်တန်နဲ့တွားတိုက်ဆေးသုံးပုံကိုတင်ပေးပါတယ်ကလေးမလေးကတွားတိုက်ဆေးကနေအမြုပ်တွေထွက်လာတာကိုမြင်ပြီးတကယ်ကိုထူးဆန်းတာပဲလို့ပြောနေတာကကြည့်နေတဲ့သူတွေကိုပါပြုံးမိစေပါတယ်သူ့ရဲ့ရိုးသားမှုကဆိုင်ရှင်ရဲ့စိတ်ကိုပါပြောင်းလဲစေခဲ့ပါတယ်ဆိုင်ရှင်ကကလေးမလေးဟာတောတောင်တွေကြားကအဆက်အသွယ်ပြတ်နေတဲ့ရွာလေးတစ်ရွာကလာတာမှန်းရိပ်မိသွားပါတယ်ဒါကြောင့်သူကဆက်ပြကိုဘယ်လိုသုံးရမလဲဆိုတာတင်ပေးပြီးလက်ဆေးခိုင်းပါတယ်ကလေးမလေးကလက်ကလေးတွေတန့်ရှင်းသွားပြီးမှုေးပြက်နေတာကိုမြင်တော့ဒါကတကယ်ရတနာပဲလို့သတ်မှတ်လိုက်ပါတယ်ဆိုင်ရှင်ကလည်းတနာတာနဲ့ပန်းရောင်ဆက်ပြခဲလေးတစ်ခဲကိုလက်ဆောင်ပေးလိုက်ပါတယ်ဒါပေမဲ့ကလေးမလေးကိုအံ့ဩဆုံးဖြစ်စေခဲ့တာကစာရေးစက်ကူတွေပါပဲ
သူ့ရွာမှာစက်ကူတရွက်ကကြက်ဥတစ်လုံးထက်တောင်ဈေးကြီးပေမဲ့ဒီမှာတော့စက်ကူအုပ်ကြီးတစ်အုပ်လုံးကိုမှနှစ်ကျက်ထဲတဲ့90တောင်လားအဖိုးပြောတာစာဖတ်တာကပတ်စံရမ်းကုန်တယ်ဆိုတာဒါကိုပြောတာလားလို့သူကတွေးနေပါတယ်ဒီစက်ကူတွေကသူ့ဘဝကိုပြောင်းလဲပေးနိုင်မယ့်အရာတွေဖြစ်လာမှာပါနောက်ဆုံးမှာတော့ကလေးမလေးကသူ့မှာရှိတဲ့ပတ်စံတွေကိုအသုံးမဝင်တဲ့အရာတွေမှာမဖြုံးပဲတကယ်ကိုလိုအပ်တဲ့ပစ္စည်းတွေကိုပဲရွေးဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့ရိုးသားမှုနဲ့အသိဉာဏ်ကကျွန်တော်တို့ခေတ်လူသားတွေအတွက်သင်ခန်းစာတစ်ခုဖြစ်စေခဲ့ပါတယ်ဒီကလေးမလေးရဲ့ခီးစဉ်ကဘလို့ဆက်ဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲ